Hello, အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ငါတစ်တာမုတ်ဟင်ကပူလေးကိုမှအိမ်မောင်တော်ကိုကူလေးချက်စားဖြစ်လို့ချက်နေလေးကိုလာမျှရပြရဖြစ်ပါတယ်။ဒီချက်နေလေးကဆိုလို့ရှိရင်ဖြူတော့ငါပြောစရာလည်းမလိုဘူး။ငါရုံနှွေးစရာလည်းမလိုတော့ဘူးပေါ့နော်။အလွယ်ချက်လို့ရတဲ့နေလေးပါ။ပထမဆုံးဖြူတော့ထောင်းမင်းငှုပ်ဆောင်ထဲကိုပပလှီထားတဲ့ဇပလင်တစ်ချောင်းစာပြီးတော့အစင်သစ်လှီထားတဲ့ဂျင်းနှဲငယ်စက်သွန်ဖြူစက်သွန်နေနှလုံးစာလောက်ကိုထည့်ပြီးတော့ဖြူတော့ညှက်သွားအောင်ထောင်းထားပေးလိုက်ပါမယ်။ဒီချက်နေလေးရဆိုလို့ရှိရင်ဖြူတော့မုတ်ဟင်ကလည်းစားခြင်းနဲ့ငါပြုတ်ရုံနှွေဖို့ချိန်မရှိတဲ့သူများအတွက်ဆိုလို့ရှိရင်တော့အရန်ကိုစင်ပြေတဲ့ချက်နေလေးပါရှင်ဖြိုးဆိုလည်းခဏခဏချက်စားဖြစ်တယ်ပေါ့နော်ကဲဖြူတော့ထောင်းသွားလိုက်တာအားလုံးလည်းညှက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုခတ်ထုတ်ပေးထားလိုက်ပါမယ်ပြရနေဖြိုးကအဲ့ဒီငှုပ်ဆောင်ထဲကိုပဲတညရေစိမ်ပြီးတော့နှိုးအောင်ပြုတ်ထားတဲ့ကလေးဘဲဝါလေးနှင်းငယ်ကိုထပ်ထောင်ပေးထားလိုက်ပါတယ်ဒီနေရာမှာကလေးဘဲဝါလည်းမရှိဘူးဆိုလို့ရှိရင်ဖြူတို့ဆန်မုတ်ကိုပဲဖြစ်ဖြစ်ဒီဆန်လှောင်မုတ်လေးကိုဖြစ်ဖြစ်ပေါ့နော်ဖြူတို့ရေလေးနဲ့ဖြော်ပြီးတော့ထည့်ပေးမယ်ဆိုလည်းရပါတယ်ရှင်ဒါပေမဲ့ဖြူတို့ကလေးဘဲဝါလေးကိုသုံးရင်တော့ဟင်းရည်လေးကပြစ်ပြစ်လေးနဲ့ပို့ပြီးတော့စားကောင်းတာပေါ့နော်ကဲဖြူတို့ထောင်းသွားလိုက်တာဒီကလေးဘဲဝါလေးကလည်းလုံးဝညက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုလည်းပကံတစ်လုံးထဲကိုခတ်ထုတ်ပေးထားလိုက်ပါမယ်ဒီတစ်ခေါက်မှာတော့ဖြူကလွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်လေးပဲချက်ပြထားပါတယ်ရှင်ဒါလေးတွေကတော့အထူးကငါတက်တာမဟုတ်ဟင်ကားမှာပါဝင်တဲ့ပစ္စည်းလေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဖြူကမထူမပွားနေထားလေးတွေလှီးပြီးတော့စနွေးရည်နဲ့စိန်ထားပြီးသားငပြောပင်နှဲငယ်ပါမယ်ပြီးတော့ထုပြီးတော့ချီထားတဲ့ဇပလစ်တစ်ချောင်းစာပါမယ်ပြီးတော့ဒါလေးကတော့ငါတက်တာနှစ်ပူးစာပဲဖြစ်ပါတယ်ပြီးတော့အလုံးလေးတွေထည့်မဲ့ကြက်သွန်နေပါမယ်ပြီးတော့ခဏကထောင်းထားတဲ့ကလေးဘဲဝါပါမယ်ပြီးတော့ကြက်သွန်ဖြူကြက်သွန်နီနဲ့ဂျင်းဇပလင်တို့ပါမယ်ပြီးတော့အစင်သစ်ပြုတ်ထားတဲ့ကြက်ဥလေးနှလုံးပဲဖြစ်ပါတယ်ကဲအားလုံးလည်းအစင်သစ်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့ချက်ပေးရန်အတွက်အိုးဘူးထဲကိုစီထည့်ပေးလိုက်မယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့စနေမောလေးနဲ့ငယ်ကိုထည့်ပြီးလို့ရှိရင်ဖြူလို့ခဏကထောင်းထားတဲ့အနှစ်လေးကိုထည့်ပြီးတော့စီတက်ပေးသွားလိုက်ပါမယ်နော်ဒီကြက်သွန်အနှစ်လေးကအနက်လေးမွေးလာတဲ့အထိဖြူကစီတက်ပေးသွားလိုက်ပါတယ်ရှင်ဒီချက်နေလေးရဆိုလို့ရှိရင်ဖြူတို့အချိန်အများမရှိတဲ့သူသက်ဆင်ပြေတယ်ပေါ့နော်လောလောကူချက်စားလို့ရတဲ့နေလေးပါကဲဖြူတို့စီတက်သွားလိုက်တာအနက်လေးရလုံးဝမွေးလာပြီဆိုလို့ရှိရင်တော့အယောင်တင်မှုတ်ကိုဖြူတို့ကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်ဖြူကတော့လက်ဖက်ရည်စုံနဲ့စွန်းစာလောက်ကိုထည့်ပြီးတော့သမတွားအောင်ဝှေထားပေးလိုက်ပါတယ်ရှင်ခဏလောက်ဝှေပြီးတာနဲ့ဖြူကမီးလေးကိုလျှော့ပြီးတော့ရတာတစ်ခါတည်းဆက်ထားပေးလိုက်ပါတယ်ရတာတော့ကတော့ဖြူကသူ့တွေကိုငံပြားရည်ထည့်တယ်ပြီးတော့သားမုံနှဲငယ်စားလေးနှဲငယ်နဲ့တခြားလေးနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာကိုကတခြားမကြိုက်ဘူးဆိုလို့ရှိရင်မထည့်လည်းရတယ်ပေါ့နော်ဖြူကတော့တခြားလေးနှဲငယ်ကိုထည့်ပေးထားပါတယ်ရှင်ပြီးရင်တော့အားလုံးနှက်သွားအောင်ပြန်ပြီးတော့မှွေထားလိုက်မယ်အားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့ဖြူတို့ခဏကအစင်သိပ်ပြေးထားတဲ့ငါးတက်တာနှစ်ဘူးစာကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီငါတက်တာရဲ့အဟင်းနဲ့လေးတွေပျောက်သွားအောင်ခဏလောက်ကြော်သွားပေးလိုက်ပါမယ်လုံးဝစီလေးပြန်ရင်ပေါ့နော်အနက်လေးမွေးလာတဲ့အထိကြော်သွားပေးလိုက်ပါတယ်ရှင်ကဲဖြူတို့ကြော်သွားလိုက်တာအခုလိုမျိုးလေးစီလေးပြန်ပြီပေါ့နော်အနက်လေးကမွေးလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုဖြူတို့ရေကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်ဖြူကတော့ဟင်းရည်ကိုအများကြီးမထည့်ဘူးပေါ့နော်ဟင်းရည်ကိုခက်ပြည့်လေးစားချင်တာဖြစ်တဲ့အတွက်လေတော်နေထားလေးပဲထည့်ပေးထားပါတယ်ရှင်ပြီးရင်တော့အစင်သစ်ပြင်ထားတဲ့ငပြောပင်ရဲ့ကြက်သွန်ရဲ့ပြီးတော့ဇပလင်တို့ကိုထည့်ပေးလို့ရှိရင်တော့နည်းနည်းလေးမှွေထားပေးလိုက်ပါမယ်ခဏလောက်မှွေပေးလို့ရှိရင်တော့သူ့ကိုဖုံးလေးအုပ်ပြီးတော့ပပွက်ဆူလာတဲ့အထိတဲသွားပေးလိုက်ပါမယ်နော်ဖြူတို့တက်သွားလိုက်တာခုလိုမျိုးလေးပပွက်ဆူလာပြီဆိုလို့ရှိရင်တော့ခဏကပြုတ်ပြီးတော့ပေါ့နော်ထောင်းထားတဲ့ကလေးဘဲဝါလေးကိုရေလေးနဲ့ဖြော်ပြီးတော့ထည့်ပေးလိုက်ပါမယ်ပြီးတော့အစင်သစ်ပြုတ်ထားတဲ့ကြက်ဥလေးနှလုံးမှာထည့်ပြီးတော့ခဏလောက်မှွေထားပေးလိုက်ပါတယ်ရှင်ခဏလောက်မှွေပေးတာနဲ့သူ့ကိုလုံးဝနူးသွားတဲ့အထိပေါ့နော်ဒီငပြောပင်ဖက်လေးတွေကလုံးဝနူးသွားတဲ့အထိချက်သွားပေးလိုက်ပါတယ်ကဲခုဆိုလို့ရှိရင်တော့ဖြူတို့ချက်သွားလိုက်တာငပြောပေဖက်လေးတွေကလည်းလုံးဝနူးနေပါပြီခင်းရင်အိုးလေးကလည်းအနက်လေးတော်တော်လေးကိုမွေးနေပေါ့နော်ဒီနေ့ဟာရလာပြီဆိုလို့ရှိရင်တော့ဖြူတို့ရတာပေါ့ငံကိုမြည်ကြည့်လိုက်မယ်ဒီနေရာမှာရတာပေါ့ငံကိုစိတ်ကြိုက်ပြင်ဆင်ပေးနေပါရဲ့နော်ဖြူကတော့သူ့ရဲ့ကိုငံပြိုင်နေငယ်ပြီးတော့အသားမုတ်လေးနေငယ်နဲ့စားလေးနေငယ်ကိုပဲထပ်ပေးထားပါတယ်ပြီးရင်တော့ဖြူတို့နည်းနည်းလေးမှွေပြီးလို့ရှိရင်တော့ရတာပေါ့ငံကိုနောက်တစ်ခါပြင်မြည်ကြည့်လိုက်ပါမယ်ရတာလည်းလုံးဝစစ်ပြည့်တယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ငါတက်တာမုံဟင်ကပူလေးရတော့စားဖို့အစစ်ဖြစ်နေပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ငါတက်တာမုံဟင်ကလေးရတော့ချက်ပါပြီချက်ပြီဆိုလို့ရှိရင်တော့ဖြူတို့စားမခဲ့တဲ့ကိုမုတ်တီထည့်မယ်ပြီးရင်တော့ချက်ထားတဲ့ဟင်းပူလေးကိုထည့်ပြီးလို့ရှိရင်တော့ကိုနှစ်သက်ရအသေးရွက်လေးတွေနဲ့တွဲစားနေပါပြီကဲခုဆိုလို့ရှိရင်တော့အနက်လေးရလည်းမှွေးပြီးတော့စားလို့အရန်ကောင်းတယ်ဖြူတို့ရဲ့ငါတက်တာမုံဟင်ကပူလေးရတော့စားဖို့အစစ်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အစစ်ပြမယ်လို့ညွှန်လိုက်ပါရှင်
ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးရဲ့နောက်ဘက်တက်တယ်မှာပြန်ဆိုရမယ်เนาะအားလုံးဘိုင်